နေ့ကလည်းဘာမှလည်းလှုပ်ရှားမရှိဘူးပြင်းလဲကွာဘာမှလှုပ်ရှားလည်းမရှိဘူးဆိုတော့ရှောက်သွားလာအောင်ပါအင်းဘာမှလှုပ်ရှားမရှိဘူးဟမ်ဖုန်းလာနေဘယ်လိုဖုန်းခေါ်လာလဲမသိဘူးဟယ်လိုအော်ကိုမပဲပြောလေကောင်းပဲဟုတ်အေးကွာမင်းဒီတော့ခဏလာခဲ့အောင်ကွာဒီဘက်ပြတ်တာတခုရှိရင်လို့ ဟောကျွန်တော်လာခဲ့မယ်သွားမယ်ဟိုကတော့ကလည်းကိုဖတ်တီးရလဲဟုတ်ပါဘူးမှားကုန်ပြီကိုငါဘိန်းကဘာတွေပြောနေလဲလှမ်းခေါ်လို့သွားလာအောင်မကိုငါဘိန်းဒီအိမ်ပဲကငါတို့အိမ်နဲ့နီးလေးဆိုကားရှောင်းတော့တက်တော့ဖွင့်လာတယ်လို့ပြောတယ်ကားလည်းတတိမှမရှိဘူးကြည့်အောင်ဟာဒီနေ့ဖွင့်မယ်လို့ပြောတာမဟုတ်လားအော်ဒီမှာကိုငါပြောလေကိုငါဘိန်းအဲ့ဒါကျွန်တော်ခေါ်တယ်ဆိုလို့ကျွန်တော်လာခဲ့တယ်အေးကွာဒီနေ့ဘာလဲကားခေါ်ရတာကွာရထားလဲအဲ့ရထားနဲ့ယူလာလေအေးအဲ့ရထားဖောက်သွားလို့တဲ့ကားတွေတပြုတ်လောက်အပြည့်ပဲမဲ့ကlocation တွေကိုပြောပြလိုက်ပါသလားအေးအကောင်လိုက်ယူပေးပါကွာဟုတ်ဒီလောက်ကကျွန်တော်အေးဆေးပါဗျတွားယူပေးမယ် location လာထောက်ပေးလိုက်ကျွန်တော်ဒါဆိုတွားရမယ်နော်အေးတွားမယ်တတ်ရမယ်ကွာခြံကျိုးတွေပဲကြော်ကောင်းပြီးတွားမယ်ဒါဆိုတော့တွားရင်အေးတမလုံးရပြီ location ရပထမဆုံးသွားမယ်ညာကားလေးမောင်းသွားငါကားလေးနဲ့တော့ဒီကမှမဖို့လည်းရမှာတော့သိရမလားကိုငါပိန်လောက်ခိုင်းတယ်မဖို့လည်းပါရပါတယ်ငါမဖို့လည်းပါတော့ပေးမှာပါကွာပထမဆုံး location ကမ်းကြီးပဲကွာကမ်းကြီးရင်သွားကြည့်ရငါကားလည်းမိုက်လည်းမိုက်စားကားရောငါအထဲတော့ကားမဝင်တော့ဒီနားလေးမှာပဲရက်လိုက်ထားရပြီးတော့မှငါပြန်ယူလို့ရအောင်လို့ကိုငါပိန်လူတွေပြန်ယူခိုင်းလိုက်တော့မယ်ဒီမှာကမိုက်လိုက်ရွှေရောင်ကြီးကွာဟောလှမလားရွှေရောင်ကြီးမှာတော့အမိုက်စားရင်တိုက်မိကုန်ပြီပြက်စီးလို့တော့မရအောင်နော်ဒီနေ့မှသူဆိုင်စားဝင်မှလို့ပြောတာကားရှုံတော့မသွားထည့်ပေးတာလိုက်မှာကွာကြာလို့မြန်သွားရပြီတကားတော့သွားထားလို့ပြီးတော့မယ်ကွာအေးဆေးလေးပဲလွဲပါတယ်နောက်ကားရတော့မသိဘူးလေကန်းကြီးကတော့လောကူရှာလို့ရကန်းကြီးတေးလေးအခုမှမျိုးလေးကတေးပါတော့ကောင်းပါလေဒါပေမဲ့နေတော့ထိုင်လို့ကောင်းတာကားဝင်တော့ရပါနော်ရတယ်ဒီနားလေးမှာရလိုက်ဟိုဘက်ထောက်စီတော့ရတယ်5စီးတောင်မှဆိုတော့လေမြန်လေးဖြည်းဖြည်းချင်းရပြီပြရဲဟေးရတကားတော့ပြီးကုန်းကပဲဟုတ်ကျွန်တော်တကားအားပြီးသွားရင်ကျွန်တော်နောက်ကားလေးပြီးရင်လာပို့ပေးမယ်ရအဲ့တော့ယူအောင်လေကွာမပါဘူးမကောနောက်တဲ့ location ကိုလာပဲသိရင်ဘေးက location ထောက်ပြီးတော့ပဲသွားလာပြီးတော့ငါပို့ပေးပြန်တော့ရသလားအားလုံးပေးတာလို့ပဲဟုတ်ကဲ့ပါငါပိန်ရတယ်ကျွန်တော်သွားပြီးတော့ကျွန်တော်သွားယူလာအောင်နောက်လည်းစီကားလည်းမရှိဘူးသူများကားလည်းသွားယူလို့ဒီတိုင်းပဲခြေတင်သွားရမှာပဲမြန်သွားဒါဒီမှာကားသစီရထားတယ်ကွာကွာဘာမှမဖြစ်ဘူးရထားတဲ့ကားမှန်တယ်များအကုန်ငါကားပဲဟာအေးတော့နောက်တဲ့နေရာတော့ဟိုပါပဲပန်းညံဟုတ်ပါစကူကျောင်းသားမှာကွာကျောင်းသားမှာသစီရှိရတဲ့ကျောင်းသားကိုရင်သွားဒီမှာစကူတွေ့ပြီငါကျောင်းကျောင်းသားတော့ရောက်လာဒီမှာတွေ့ပြီကားတော့တွေ့ပြီဟောလာတယ်ကွာကားလည်းမြင်လာရွှေရောင်တွေကြီးပဲလားမသိဘူးမိုက်လိုက်လားကုန်းကပိန်တော့ဒီလိုမျိုးကြတော့တန်းတာပဲရွှေရောင်ဂွင်းနေပြီပဲအကုန်လုံးကားတယ်အကုန်လုံးနော်လုံးဝအမိုက်စားအလန်းစားကားတွေပဲတိတ်နေရပထမကားရဒီလောက်မိုက်နေတော့နောက်ပိုင်းကားတွေဆိုရင်တော့ဘလောက်တော့မိုက်မလဲမသိဘူးကွာလုံးဝရှယ်ပဲအဲ့ဒါတိုက်ပြီကွာငါလည်းတိုက်ပဲတိုက်နေကွာကားမောင်းတာစကေးကလုံးဝဆောင်းဝမ်းလှဆောင်းဝမ်းကျန်းတယ်ဆိုသိရမလားသွားရပြီမေတိုက်ပြီတော့မတိုက်ပြီတော့ပဲရပြီနောက်တစ်စီးနားလေးမှရပါကျွန်တော်ခွာလေးရပြီကောင်းပဲရှိလည်းမရှိတော့ဒီခါကျတော့ငါဆောက်လည်းမဆောက်ရပါလေသူအိမ်ထဲမှာအေးစင်းနေမှာပေါ့ငါမဖို့ပေးမှာဆိုတော့နောက်တစ်စီးသွားရှာမယ်ရှာထားတဲ့ကားလေးဒီနားမှာတိတ်မတွေ့တော့ငါခုမတွေ့ပြီနောက်တစ်စီးထပ်တွေ့ပြီဒီမှာဒီကတွေ့တယ်ဆိုတာဟိုကနော်ကားစီးမဲ့ကားပြောတာရှာတွေ့တဲ့ကားတော့မဟုတ်သေးဘူးလွဲပါတဲ့သူကနေရာလေးနီးလေးနောက်တစ်စီးရတော့ဟိုကပါလေ
ဘယ်နာလဲငါမေးတာမှာကြော်ဝိုက်နောက်မှာကားပေါ်လေရောကားဝက်ရှော့မှာကွာကားဝက်ရှော့မှာဆိုတော့နည်းနည်းတော့လိုက်ပတ်ရှာတော့မယ်တူလေနော်တက်စီသားနဲ့ရင်လိုက်ပတ်ကြည့်လိုက်ဒီနားမှာတော့မရှိသေးဘူးနော်โอเคဒီဆိုင်နဲ့ဝင်ကြည့်ဒီဆိုင်နဲ့ဒီတလောက်တကားတက်တယ်လေဘယ်လိုထည့်မလဲကားဝါလာလာရကားလေးပိုင်းအောင်လေရှာကြည့်မယ်ရှာကြည့်မရှိဘူးဒီမှာလေမရှိဘူးလို့ဘာလာပြောလဲဟာဒီမှာတွေ့ပြီဒီမှာကိုရင်ပဲကိုရီပဲရင်းနေရွှေအောင်တော့ကားထပ်တွေ့ပြန်ပြီလဲပါတယ်ကွာအေးဆေးလေးပဲကားလေးရရှားတာတော့ easy ဒီကတော့ငါအထဲကိုတခုမှမတိုက်မိပဲငါသွားမယ်လူတော့တိုက်မိငါလည်းတာဝန်မိတယ်လူကအရှိပဲလာခဲ့ရတယ်အိုးမတိုက်မိဘူးရပြီနောက်တကားထပ်ထားလိုက်မယ်3စီးပဲထားမယ်အများကြီးမထားဘူး4စီးမထားဘူး3စီးထားနောက်မှ2စီးထားရပြီခြံရတော့ချွေပဲကောနောက်မှတော်တော်ရောင်းရမယ့်ပုံစံရှိရတယ်လားလူတွေကဒီမှာရှိမှအများကြီးပဲဆိုတော့နော်အေးကုန်းကပဲဖွင့်လာတယ်ကောင်းပါလေငါအိမ်နေဒီငါလည်းပတ်စံရှိမှပဲလာဝယ်လို့ရပတ်စံမရှိရင်တော့မရငါတော့လကားပေးမှာမို့ညသားပြင်းစရာရောဒီမှာကားတွေ့ပြီဒီကစီးဖို့ပြောတာနော်စီးဖို့နောက်တစ်စီးကဟိုဟာKTV လို့ကလတ်လို့မဆက်လို့အဲ့နေရာမှာဒီမှာတွေ့ပြီတန်းတွေ့တာရှေ့တက်မှာလမ်းပိတ်ထားတာဒါဆိုရင်တော့ဒီကားကိုဖြတ်လို့ပဲဖြစ်ကြမယ်ကွာဘိုးလိုဘာလို့ဓမြလို့ဘာလို့လဲသိရမလားအဲ့ဒါကြောင့်သူတို့ကလည်းကားကိုရှေ့တက်ရတာဘာမှမပြောရတာဖြစ်လိမ့်မယ်ထိုင်ပါအဲ့ဒါငါကိစ္စမှာပေါ့ငါကိစ္စကားတွေအကုန်လုံးရှိဖို့သွားယူဝအမြန်သွားကြားတယ်ဟိုးကိုရင်ကနာတေးတိုက်ပြီးငါတီးနေတယ်ငါတိုက်တော့မှငါအချိန်လေးငါတီးရပြီဟိုဝင်လိုက်တော့အေးဆေးလေးပဲဒီနားလေးမှရက်မယ်ကွာကြာလို့ဒီနားလေးမှရက်လာလာလေးပဲကားနောက်တနေရာထပ်သွားမယ်နောက်ဆုံးတနေရာကပန်းကြံအရှိပဲပန်းကြံပဲဒီတော့ပန်းကြံတယ်မရင်လိုက်ရှာကြည့်မှာငါအဲ့ဒါလည်းမသိဘူးဆိုမှငါဟိုဘက်သွားမှာမကအိမ်နဲ့ကြားရဖြစ်သွားကားတော့မစီးတော့ပါတော့ပြီပန်းကြံဒီနားလေးမှာပန်းကြံရောက်ပြီရှင်းโอเคသွားမယ်မြန်လေးသွားမယ်လိုက်ရှာမယ်ကားတွေခိုင်အောင်မြောက်ဝင်လူမြောက်ဝင်ကြီးကမင်းလားမြန်လေးသွားမယ်ပန်းချန်ထဲမှာတော့မတွေ့ပတ်ရှာကြည့်ဦးမဒီနားလေးတဝိုက်တော့မြန်လေးလုံးဝမတွေ့ဘူးမဟုတ်ပါဘူးလုံးဝမတွေ့ဒီပတ်ချန်လဲကျဟိုတိုက်ကြီးမလားမိုက်တယ်အဲ့တိုက်ကြီးတော်တော်မိုက်တယ်စောက်တော့လုံးဝ share ပဲအလုံးမီလီယံနိုင်တယောက်လာဆောက်သွားငါသိရလေငါသိတယ်မင်းလုံးဝမပဲဟောမိုက်တယ်ဒီမှာကားတွေ့သွားအေးဆေးလေးပဲတလားတော်တော်မိုက်တဲ့ကားကြီးကွာလုံးဝအလန်းစားဒါဆိုဈေးတော်ရမှာပဲဆန်သလားကားငါးစီးတော့ကွာသွားမပေးတယ်ငါ့အိမ်မှာထားပြီးတော့ရောင်းစားရမှာမေ့သွားအဲ့ကျင်ကြတယ်မကောင်းတော့ဗျာကိုယ့်ရဲ့အရင်ဆုံးမိတ်ဆွေဆိုတော့သိရမလားကိုယ်ကပိန်းဆိုတာလေပရိယုတ်မရအချိန်နဲ့ဆွတ်ပြင်းတယ်ရပြီကားငါးစီးတော့ပြေးသွားပြီငါမုတ်ဖိုးလေးအေးဆေးလေးယူပြီးတော့အိမ်မှာနှက်တော့နေ့အလုပ်လေးကတော့ဒီလောက်ပဲဆိုတော့ကောင်းပါလေနားလေးမှရမယ်ရပြီကား5စီးလုံးပြည့်သွားပြီကိုငါပိန်းစီကပြင်မဖို့တော့တောင်းဖို့ပဲကျန်တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကြိုက်နေတယ်ဆိုရင်တော့ like and subscribe လုပ်ပေးကြပါအောင်အားလုံးပဲဘိုင်ပါခင်ဗျာ see you